မေမေတို့ကိုပြောပြမယ်ဒါသားမမီအိမ်စာမေးခဲ့ရင်ပတ်စံပြောက်ရင်ဖြည့်ပေးတယ်စာမုံပွဲကြရင်ဆီယာမကိုတောင်းပန်ပေးတယ်ဒါဟာမေမေတို့ရဲ့အချစ်ပါစေကျော်တက်ကလေးကိုဘလောက်အထိလွတ်လပ်ခွင့်ပေးရမလဲဘယ်အချိန်မှာကယ်တင်တယ်လဲဆိုတာသိချင်တဲ့မေမေတို့အတွက်ဒီဗီဒီယိုလေးပါဒီနေ့မှာတော့စေကျော်တက်ကလေးကိုဘီကင်းစွာကြာရှုံးခွင့်ပေးခြင်း let them feel safely အကြောင်းကိုပြောပြပေးမယ်ပထမဆုံးတည်ထားရမှာကယ်တင်ခြင်း rescuing နဲ့ပံ့ပိုးခြင်း supporting ကမတူပါဘူးကယ်တင်ခြင်း rescuing ဆိုတာကလေးရဲ့ပြဿနာကိုမမေတို့ကိုယ်တိုင်ဖြေရှင်းပေးတာငါကလေးမခံစားရစေရဘူးဆိုတဲ့စိတ်နဲ့လုပ်တာပါရလက်ကလေးကတာဝန်ယူတက်လာမှာမဟုတ်ဘူးပံ့ပိုးခြင်းဆိုတာကလေးကိုယ်တိုင်ဖြေရှင်းဖို့လမ်းညွှန်ပေးပြီးဘေးကနေအားပေးတာရလက်ကလေးကပြဿနာဖြေရှင်းတက်လာမယ်ဘယ်အချိန်မှာကယ်တင်တယ်လဲဘယ်အချိန်မှာမကယ်တင်ဘူးလဲwhen to rescue versus when to step back မကယ်တင်တဲ့အခါ let them face it အင်စာမလုပ်ခင်ရင်ကျောင်းမှာဆရာမအပြစ်ခံရတာပြီးကင်းပါတယ်ငွေတွေအလဟတသုံးမိရင်ငွေမရတော့တာတငယ်ချင်းနဲ့ရမ်းဖြစ်ရင်ကိုယ်တိုင်ပြန်ဖြေရှင်းတာအန်ဒရယ်မရှိရင်ကယ်တင်တဲ့အခါ step into rescue ကိုထိလက်ရောက်အန်ဒရယ်ရှိတဲ့ထားကျမ်းမာရေးနဲ့ပတ်သက်တဲ့ကိစ္စတရားဥပဒေနဲ့ပတ်သက်တဲ့ကိစ္စဒီအရွယ်မှာမေမေတို့လုံနိုင်တဲ့အရာ၃ချက်ကယ်ဆယ်ရေးအဖွဲ့မဖြစ်ပါနဲ့ကလေးအင်စာမေးတိုင်းဆီယာမကိုတောင်းပန်ပေးတယ်သူဘယ်တော့မှသတိမထားမိတတ်ပါဘူးတခါတော့မကယ်ပါနဲ့ဆီယာမအပြစ်ခံရမှနောက်တစ်ခါသတိရလာပါလိမ့်မယ်ခံစားချက်ကိုအတိမတ်ပြူပါဒါပေမဲ့မကယ်ပါနဲ့မင်းစိတ်ညစ်နေရကိုမေမေမြင်နေဒါပေမဲ့ဒီပြဿနာကိုမင်းကိုယ်တိုင်ဖြေရှင်းနိုင်တယ်လို့မေမေယုံကြည်တယ်လို့ပြောပါနောက်တစ်ခါအတူတူစီစဉ်မှာပြဿနာပြီးသွားရင်နောက်တစ်ခါဒီလိုမဖြစ်အောင်ဘာလုပ်လို့ရမလဲလို့အတူတူစဉ်းစားပါဒီနီလန်တိုင်းလို့ရင်ဆယ်ကျော်တက်ကလေးဟာဘဝမှာအရေးကြီးဆုံးဖြစ်တဲ့ကိုယ့်ဘာသာကိုပြန်ထနိုင်တဲ့စွမ်းရည် resilience ကိုရရှိလာပါလိမ့်မယ်မေမေတို့ဒီတပတ်သားမေမေရဲ့တေးသေးလေးတဲ့ပြဿနာတစ်ခုကိုကဲမပစ်ပါနဲ့သူ့ကိုယ်တိုင်ဖြေရှင်းခွင့်ပေးလိုက်ပါဘေးကနေမင်းလုံနိုင်တယ်လို့အားပေးပါအဆင်ပြေသွားရင်ဒီတပတ်ကျမကလေးကိုကိုယ်တိုင်ဖြေရှင်းခွင့်ပေးလိုက်တယ်လို့ comment မှာဝေမျှပေးပါအတူတူတန်မာတဲ့ဆယ်ကျော်သက်တွေပြိုးထောင်ကြရအောင်နေ့စဉ်9မိနစ်စာကျမတို့နဲ့အတူလေ့လာပြီးကျမပျော်ရွှင်တဲ့မိသားစုဘဝလေးတည်ဆောက်ကြရအောင်